ပြောအောင်မယ်ဗျာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကလေထိုင်စကားလေးနည်းနည်းလေးပြောတတ်တာနဲ့နေရာလေးတစ်ခုရတာနဲ့စောက်ကြီးစောက်ကျဲတွေဖြစ်သွားကြတာဗျာရေကားနဲ့14မှတော့တူတော့ဘူးဗျာမြန်မာနိုင်ငံသားချင်းနှိမ်တာကပို့ပြီးတော့မှခံရခက်တယ်ဗျာထိုင်းနိုင်ငံသားတွေနှိမ်တယ်ဆိုတာဖြီသာသေးတယ်ဗျာငါတို့နိုင်ငံသားမဟုတ်လို့ငါတို့ကိုနှိမ်ကြတယ်ဆိုပြီးတော့ဖြီလို့ရသေးတယ်ဗျာမြန်မာနိုင်ငံသားချင်းနှိမ်တာကတော့ဗျာတအားကိုမှတဲပုတ်စရာကောင်းတယ်ဗျာချို့ကလေထိုင်စကားတတ်တဲ့ဆိုပြီးထိုင်စကားမတတ်တဲ့သူတွေကိုနော်ရှိမှဆိုရင်ကပ်ဖာရပ်ဖာထဲလူကြီးတွေကိုကပ်ဖာရပ်ဖာလုပ်ပြီးတော့နောက်ွယ်ကြရင်ရေသာခိုးချောင်းခိုးအဲ့လိုလုပ်ပြီးတော့တကယ်လုံနေတဲ့သူတွေတကယ်ကြိုးစားနေတဲ့သူတွေအဲ့ဒါတွေကြတော့သူတို့ကထိုင်စကားလည်းမတတ်ပြောလို့လည်းမတတ်ပြဿနာဖြစ်လာရင်လည်းခေါင်းလေးငေါ့ပြီးနေကြအဲ့ဒီမှာထိုင်စကားတတ်တဲ့ကောင်တွေကဖွေရေးဝင်ယူကြဒါကတော့ကျွန်တော်လှုပ်ထားတာပါဒါကတော့ကျွန်မလှုပ်ထားတာပါမင်းတို့တော့မြန်မာနိုင်ငံသားချင်းအဲ့လောက်ကြီးမရစကြပါနဲ့ကွာမကူညီချင်ရတော့မှကိုနိုင်ငံသားချင်းမနှံကြပါနဲ့နေရာလေးတစ်ခုရောက်လာနဲ့လေမြန်မာဆိုတာတအားကိုတိတာတယ်ဗျာဘယ်နားမှာဘာဖြစ်လဲဆိုရင်မြန်မာနဲ့ဗျာတယောက်မကောင်းတာနဲ့အကောင်လုံးမကောင်းတဲ့သူတွေကြီးဖြစ်သွားကြတာဗျာနေရာတစ်ခုလုပ်ငန်းခွင်တစ်ခုမှာတခုဖြစ်ပြီဆိုရင်လည်းထိုင်းဆိုရင်ဟိုးနာဖားလိုက်တာဗျာကြည့်လို့မကောင်းရှုလို့မကောင်းမြန်မာနိုင်ငံသားချင်းဆိုရင်တော့မတူသလိုမတန်သလိုနဲ့ဗျာစိတ်ချကြပါဗျာမြန်မာနိုင်ငံသားချစ်ခင်နေကြပါဗျာသူများနိုင်ငံသားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီးမှနေရာတစ်ခုရောက်လာတာထက်ဆိုင်မြန်မာနိုင်ငံသားကိုကူညီရင်ပင်ပြီးတော့ကိုမြန်မာပြည်ကိုပြန်တဲ့အခါဒီလူတွေကအမြဲတမ်းငါတို့နဲ့စီးပွားဖက်တွေလည်းဖြစ်လာနေတယ်ဗျာသူတို့ထိုင်းတွေကဗျာတို့ပြန်သွားရင်ငါတို့တိမတော့မဟုတ်တော့ဘူးဒါကြောင့်ချစ်ခင်နေကြဖို့အတွက်ပြောချင်ပါတယ်ဗျာကိုမြင့်စိတ်ရှင်းမှမြင်မတော်တာရှိရင်လည်းကူညီပေါ့ဗျာပြီးတော့လေဆေးရောက်မှလောက်နေတဲ့စကပြန်တွေကျမရင်မကောင်းလို့ဆေးလာကူပါတယ်ဆိုမှဗျာကိုချင်းစာဆက်ကလေးမရှိရင်ဆေးရောက်မှစကပြန်မလောက်ပါနဲ့ဗျာနေမကောင်းတဲ့သူတွေကဘလို့ဒီလက်ရှင်ပြနေရမှာလဲဗျာနေမကောင်းဘူးဆိုတာမှကိုတော့မှမနိုင်မနှဲဖြစ်နေတဲ့ဂျားကသူတို့ကလည်းမတူသလိုမတန်သလိုထိုင်းမေဆိုရင်ဖိခါနဲ့ကွာမြန်မာနိုင်ငံကဘာဖြစ်လဲပါညာစိတ်မရှိသလိုပါသလိုဆေးရောက်မှလောက်ရင်ကိုချင်းစာဆက်လေးနဲ့လောက်ကွာကိုချင်းစာဆက်လေးနဲ့လောက်ပါပြီးတော့လေငါတို့မြန်မာနိုင်ငံသားတွေသူတို့နေမကောင်းလို့ခက်ဖြစ်နေလို့ထိုင်စကားမတက်လို့ကူညီလို့အပ်နေလို့ပြီးတော့မင်းတို့ကိုစကပြန်လောက်ခိုင်းထားတယ်ဆိုတာကလည်းအလကားလောက်ခိုင်းထားတာမဟုတ်ဘူးပိတ်ဆံပေးထားတာစကပြန်ပေးဖို့ပိတ်ဆံပေးထားတာထိုင်းတွေကိုစကပြန်ပေးဖို့မဟုတ်ဘူးမြန်မာနိုင်ငံသားတွေကိုစကပြန်ပေးဖို့အတွက်မင်းတို့ကိုပိတ်ဆံပေးထားတာအဲ့ဒါကိုသိထိုင်းမေဆိုရင်ဖိခါနဲ့စကပြန်မလို့ဘူးသူတို့ကပြောတတ်တယ်ဗျာငါတို့မြန်မာနိုင်ငံသားတွေကမပြောတတ်တဲ့သူတွေလည်းရှိတယ်ဗျအဲ့လိုလူတွေကိုစကပြန်ပေးဖို့ငှားထားတာဗျာကိုချင်းစာဆိုင်လေးရှိမှစကပြန်လောက်ပြီးတော့ပလိုက်ခွေးတွေပလိုက်ကမပြောသေးဘူးပလိုက်ရဘာဖြစ်ညာဖြစ်သူတို့ကအောင်9000တသောင်းပေးမှလှုပ်ပေးမဲ့ဘာညာလာသေးတယ်ဗျာမကူညီချင်နေဗျာအဲ့လိုမျိုးမလုပ်ပါနဲ့တချို့ plate တွေကညစ်တယ်ဗျာဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားစကပြန်တွေကပို့ပြီးတော့ညစ်တယ်ဗျာပြီးတော့သူတို့ရဲ့မျက်နှာလေးကိုမက်လေးဖောင်းပြီးတော့ဗျာမျက်နှာလည်းမပြရဲကြောက်တတ်ရင်လည်းမလုံနဲ့ဗျာကိုနိုင်ငံသားချင်းမကူညီချင်တော့မှဒုက္ခရောက်အောင်မလုပ်ပါနဲ့ခမည်းတော်ရဲ့စကားတခုံးကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဒုက္ခရောက်သွားနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့နိုင်ငံသားချင်းနေတာကပို့ပြီးတော့ခံစားရခဲ့တယ်ဗျာနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံသားချင်း
ဘသူလိုမတန်လို့ဆက်ဆံတာကပို့ပြီးတော့ခံစားရခဲ့တယ်ဗျာဒါကိုချင်းစားဒါပဲပြောမယ်ဗျာကိုနိုင်ငံသားဆိုရင်မတူလို့မတန်လို့ဆက်ဆံနေတဲ့သူတွေကိုတိကျပြောတာနော်ကောင်းလုံးမဟုတ်ဘူးကောင်းတဲ့သူတွေလည်းအများကြီးရှိသေးတယ်